ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လူသိနေသေးတဲ့ကမ္ဘာမြေကြီးရဲ့ပထဝီဆိုင်ရာထူးဆန်းတဲ့နေရာတွေပဲဖြစ်ပါရဲ့ရှင်ဒီနေရာတွေကလည်းအမှန်တကယ်ရှိပြီးစာသင်ကျောင်းတွေမှာမသင်ကြားပေးနိုင်တဲ့စိတ်ဝင်စားစရာအကြောင်းလေးတွေပဲဖြစ်ပါတယ်ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတယ်လဲဆိုတာတော့ဗီဒီယိုလေးမှာကြည့်လိုက်ကြအောင်နော်နံပါတ်1 ၄ နိုင်ငံစုံစည်းရာနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံနဲ့နမိတ်ထိစပ်နေတဲ့မြင်းတွေအရာအများဆုံး3နိုင်ငံပဲထိစပ်ကြပေမဲ့ဒီနေရာလေးကတော့၄နိုင်ငံထိစပ်နေတာပဲဖြစ်ပါတယ်။၄နိုင်ငံစုံစည်းရာနေရာတစ်ခုလည်းဖြစ်လို့ခီးသွွားဧည့်သည်များလည်းလာရောက်လဲပတ်လို့ရှိကြပါတယ်။နယ်နိမိတ်စုံစည်းရာနေရာကိုစတူယန်ပုံအကွက်တစ်ကွက်နဲ့အမှတ်သားပြုလုပ်ထားပြီးစတူယန်အလဲတက်ရက်လိုက်တာနဲ့အရီဇိုနာယူတာကိုလိုရာဒါနဲ့နယူးမက္ကဆီကိုနိုင်ငံရဲ့နယ်နိမိတ်ကိုနင်းမိသွားမှာပဲဖြစ်ပါတယ်ရှင်။နံပါတ်2တရုတ်ရုရှားနိုင်ငံနယ်နိမိတ်စီယိုထက်ပိုရှိတဲ့ချန်စီယိုနောက်ထပ်ပထဝီဆိုင်ရာထူးဆန်းတဲ့နေရာကလေးကတော့အလွန်ရှည်လျားလာတဲ့ချန်စီယိုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံရဲ့19ရာစုကာလတွေမှာသုံးမွေးလုပ်ငန်းကနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။တစ်နှစ်ပတ်လုံးဒီပါသုံးမွေးလုပ်ငန်းကိုပဲလုပ်ကိုင်ခဲ့ကြပါတယ်။1880ခုနှစ်တွေမှာတိုးကောင်ရေးအများပြားမွေးမြူထားတဲ့လုပ်ငန်းရှင်ကြီးတွေကတောခွေးရရန်ကနေပြီးတော့ကာကွယ်ကြဖို့အတွက်ချန်စီယိုကြီးတစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်။အလွန်ကြီးမားပြီးအရှည်ကမိုင်ပေါင်း3488မိုင်ရှည်လျားပါတယ်။အဲ့လိုချန်စီယိုခတ်လိုက်ခြင်းဖြင့်တော်ခွေအန်ဒရကလည်းကာကွယ်ပြီးသားဖြစ်တဲ့အပြင်ကမ္ဘာအရှည်ဆုံးချန်စီယိုတစ်ခုဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါတယ်။တရုတ်ရုရှားနယ်နိမိတ်ဒေသမှာခတ်ထားတဲ့ချန်စီယိုအရှည်ကမိုင်ပေါင်း2625.5 မိုင်ပဲရှိတာကြောင့်တော်ခွေရန်ကကာကွယ်ပေးတဲ့အခုချန်စီယိုကတော့ပိုပြီးရှည်လျားနေတာပဲဖြစ်ပါရဲ့ရှင်။နံပါတ်3ကမ္ဘာကိုတဝက်ချမ်းပြီးတိဆောက်ထားတဲ့ဘောလုံးကွင်းဒီဘောလုံးကွင်းကဘရာဇီးနိုင်ငံမှာတည်ရှိပြီးအီကွေတာမြင်းပေါ်မှာတည်ဆောက်ထားပါရဲ့ရှင်။ဘောလုံးကွင်းရဲ့အလဲတက်တဲ့နေရာကိုလည်းအီကွေတာသွားလာရာနေရာတက်တဲ့မှာပြုလုပ်ထားတာပဲဖြစ်ပါတယ်။တစ်ဖက်တစ်ချက်မှာလည်းတောင်ကဘာချမ်းနဲ့မြောက်ကဘာချမ်းတစ်ဖက်စီလက်ကန်လို့ရအောင်ဆောက်လုပ်ထားတာပါ။ဘောလုံးကိုဒေသခံများကအသစ်မီယိုလို့နာမည်ပေးထားပြီးဘောလုံးပွဲများကိုလည်းကျင်းပလေးရှိကြပါရဲ့ရှင်။နံပါတ်4 6 လတစ်ကြိမ်ပိုင်ဆိုင်မှုပြောင်းလဲတဲ့ကျွန်းဥရောပကဗစ်တာဆွာမြစ်တွေမှာရှိတဲ့ပတ်ဆက်ဆိုတဲ့ကျွန်းလေးကလည်းကမ္ဘာပေါ်မှာထင်ရှားတဲ့ကျွန်းလေးတစ်ကျွန်းပဲဖြစ်ပါတယ်ရှင်။ကျွန်းငယ်ကလေးဖြစ်ပေမဲ့6လတစ်ကြိမ်ပိုင်ဆိုင်မှုတွေပြောင်းလဲတဲ့ကျွန်းလေးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီကျွန်းလေးရဲ့ပိုင်ဆိုင်မှုတွေကိုခွဲဝေယူရမှာနှစ်တစ်နှစ်ရဲ့အစောဆုံး6လကိုစပိန်နိုင်ငံကပိုင်ဆိုင်ပြီးကျန်6လကိုတော့ပြင်သစ်နိုင်ငံကပိုင်ဆိုင်ထားပါတယ်။လူလုံးဝမနေတဲ့ကျွန်းဖြစ်တဲ့အတွက်ဒီကနေ့အချိန်ထိပိတ်ပင်ထားတဲ့ကျွန်းကလေးပဲဖြစ်ပါတယ်။နံပါတ်5ကမ္ဘာအကြီးဆုံးကန်ဒါရဆိုတာအရန်6တွေ့ပူပြင်းတဲ့ရာသီဥတုရှိတဲ့အာရက်ဒေသကိုခေါ်ဆိုတာပဲဖြစ်ပါတယ်။ကန်နာရဆိုတဲ့အတိုင်းမြင်းလီတဲ့ရာကလည်းသဲတွေဖုံးလွှမ်းတဲ့နေရာပဲဖြစ်ပါတယ်။ရေဆိုတာမမြင်ရအောင်ရှားပါပြီးမိုးရွာသွန်းမှုစီးနှင်းကြဆင်းမှုလည်းမရှိတဲ့နေရာပါ။ရေမရှိတဲ့အတွက်သစ်ပင်တွေမရှိသလိုလုံးဝကိုပူပြင်း6တွေ့တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ရှင်။အဲ့လိုအင်မတန်ပူတဲ့နေရာတွေရှိသလိုအေးတဲ့ကန်နာရတွေလည်းရှိတတ်ပါတယ်။ကမ္ဘာပေါ်မှာ area အကြီးဆုံးကန်နာရကတော့အန်တာတိကကကန်နာရပဲဖြစ်ပါတယ်။သူ့ရဲ့ area အကျယ်ကတော့စထရီယန်မိုင်ပေါင်း54သိန်းအထိကျယ်ပြန့်ပါတယ်။ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးဆာဟာရာကဂန်နာရာကအပူပိုင်းဒေသမှာရှိပြီးသူကတော့ဒုတိယအကြီးဆုံးဂန်နာရာနေရာမှာရှိပါတယ်ရှင်။နံပါတ်6မြေပြင်ပေါ်ကလူသားတွေထက်အာကာသထဲကလူသားတွေနဲ့ပိုနီးစပ်တဲ့နေရာအခုပြောပြမယ့်နေရာကလေးကတော့ကမ္ဘာအင်မတန်ရှားပါပြီးနာမည်ကြီးရဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒီနေရာကို Point Nemo လို့နာမည်ပေးထားပြီးပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပါတယ်။အဲ့ဒီနေရာကတကယ်ကိုရေလေကောင်းနေရာတစ်ခုဖြစ်ပြီးအနီးဆက်ဆုံးကမ်းခြေနဲ့မိုင်ပေါင်း1680ကျော်ကွာဝေးပါတယ်ဒီနေရာကနာမည်ကျော်သင်္ဘောကပတိန်ကြီးမစ္စတာနီမိုရဲ့နာမည်ကိုအစွဲပြုပြီးတော့ Point Nemo လို့နာမည်ပေးထားတာပဲဖြစ်ပါတယ်ရှင်အဲ့ဒီနေရာအနီးတစ်ဝိုက်မှာတက်ရှိလူရဲလို့မရှိပဲတယောက်မှမရှိပဲနဲ့လူသားတွေနဲ့အလံဝေးကွာတဲ့နေရာတစ်နေရာပဲဖြစ်ပါတယ် Point Nemo နဲ့အနီးဆက်ဆုံးဖြစ်တဲ့လူသားတွေရှိတဲ့နေရာဟာ Point Nemo နဲ့မိုင်ပေါင်း158မိုင်အကွာကနိုင်ငံတကာအာကာသစခန်းကလူတွေပဲဖြစ်ပါတယ်ရှင်နံပါတ်9ကမ္ဘာအမြင့်ဆုံးတောင်ကမ္ဘာပေါ်ကအမြင့်ဆုံးတောင်ဆိုတာနဲ့နာမည်အကျော်ကြားဆုံး Everest တောင်ကိုပြေးမြင်မိကြပြီးအမြင့်ဆုံးတောင်လို့လည်းသတ်မှတ်ခံထားတာဖြစ်ပါတယ်။ဒါပေမဲ့ပညာရှင်များရဲ့နောက်ဆုံးတိုင်းတာချက်တွေအရ Everest တောင်ဟာကမ္ဘာအမြင့်ဆုံးတောင်မဟုတ်တော့ဘဲအီကွေဒေါနိုင်ငံမှာရှိတဲ့သဘာဝမီးတောင်ကြီးကကမ္ဘာအလယ်ဗဟိုတက်ကနေတိုင်းတာလိုက်တဲ့အခါမှာတော့အမြင့်မီမိုင်ပေါင်း3960အထိရှိပြီး Everest တောင်ထက်3မိုင်ပိုပြီးမြင့်နေတာကိုတွေ့ရပါတယ်။ပင်လယ်မျက်နှာပြင်ကတိုင်းတာရင်တော့ Everest တောင်ဟာကမ္ဘာအမြင့်ဆုံးတောင်တစ်လုံးဖြစ်ပေမဲ့ကမ္ဘာမြေအလယ်ဘိုကနေတိုင်းတာရင်တော့ Everest တောင်ကအမြင့်ဆုံးတောင်တစ်လုံးမဟုတ်တော့ပါဘူးရှင်။နံပါတ်8မော်ရီရှပ်နိုင်ငံကသဲရောင်စုံများ
အရှေ့အာဖရိကကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့မော်ရီရှပ်နိုင်ငံမှာလည်းလူသိနည်းတဲ့ပထဝီဆိုင်ရာထူးဆန်းတဲ့နေရာတစ်နေရာရှိနေပါသေးတယ်။အဲ့ဒီမှာလေသဘာဝတိုင်းတည်ရှိနေတဲ့တဲရောင်စုံကွင်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီတဲရောင်စုံတွေကပုံမှန်မြင်တွေ့နေကြဖြစ်တဲ့တဲရောင်မျိုးမဟုတ်ဘဲနဲ့အယောင်9မျိုးဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအယောင်တွေမှာအနီအညိုခရမ်းအစိမ်းအဝအပြာခရမ်းနဲ့အယောင်တွေပါဝင်တဲ့အပြင်ရောင်စုံပကြီးကားတစ်ချက်အတိုင်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။တဲရောင်တွေကတလွာနဲ့တလွာထက်နေတာကြောင့်ကြည်လိုက်တာနဲ့မြေကြီးထဲကနေတိုးထွက်လာတဲ့ရောင်စုံတက်တန့်တစ်ခုတစ်ပွဲခန်းစားမိကြမှာပဲဖြစ်ပါတယ်။အဲ့ဒီတဲတွေကိုလက်နဲ့ဆုပ်ကိုင်းကြည့်လိုက်တဲ့အခါမှာရောင်စုံတဲမုံများကိုကိုင်မိသွားပြီးတဖြည်းဖြည်းနဲ့အယောင်ကွဲထွက်သွားမှာပဲဖြစ်ပါတယ်။နံပါတ်9ကိုပါရာသီဥတုရှိကြတဲ့လိုင်ကူကြီးများအလွန်ကြီးမားတဲ့လိုင်ကူကြီးတွေဖြစ်ုံသားမကကိုအတွဲမှာလည်းရင်သက်ရှူမောစရာများရှိနေတတ်ပါတယ်အလွန်ကြီးမားပြီးရေများတဲ့အတွက်သူ့အတွက်ကဘာမြေတစ်ခုလိုဖြစ်နေပြီးကိုပါရာသီဥတုတစ်ပွဲဖြစ်နေပါတယ်အဲ့ဒီလိုင်ကူထက်ကတစ်ခုကတရုတ်နိုင်ငံမှာရှိတဲ့အာဝမ်တုံဖြစ်ပြီးအတွင်းပိုင်းမှာပေပေါင်း13000ကျော်ထိရှည်လျားပါတယ်အဲ့ဒီထဲမှာလည်းရှားပါပင်နဲ့ထူးဆန်းတဲ့ရာသီဥတုများလည်းဖြစ်ပေါ်နေတတ်ပါတယ်လိုင်ကူနားမှာနေတဲ့ဒေသခံတွေကလိုင်ကူကြီးရဲ့ရာသီဥတုကိုကြည့်ပြီးအပြင်ဘက်ကရာသီဥတုကိုခံမှန်းလေးရှိကြတတ်ပါတယ်ရှင်လိုင်ကူထဲမှာမြူခိုးတွေဆိုင်းလာတဲ့အခါအရိပ်ရောင်ပေါ်လာပြီးဆိုရင်မကြခင်ပဲအပြင်ဘက်မှာမိုးရွာတော့မယ်ဆိုပြီးခံမှန်းတတ်ကြပါတယ်နောက်တစ်ခုကဗီယက်နမ်နိုင်ငံကတဘာဝလိုင်ကူဖြစ်ပြီးပေ900လောက်အနက်ရှိပါတယ်အဲ့လိုင်ကူမှာဆိုလို့ရှိရင်မိုးရာသီရောက်တိုင်းသူ့အလိုလိုစီးဆင်းနေတဲ့ညစ်တစင်းရှိပြီးအပင်တွေတိ့ဥတစ်ဖူတွေလည်းပေါက်ရောက်နေတတ်ကြပါတယ်ရှင်တနာရုပ်ရှင်ကားထဲကစဝင်ခန်းတွေကလူမျိုးတဘာဝကိုကြည့်ရှုခန်းစားမိမှဖြစ်တဲ့အတွက်ခရီးသွားဆွန်စားခြင်းတဲ့ခရီးသွားများကိုဆွဲဆောင်နေတဲ့နေရာတစ်နေရာပဲဖြစ်ပါရဲ့ရှင်။ခုပြောပြပေးသွားတဲ့ဘက်ထရီဆိုင်ရာထူးဆန်းတဲ့နေရာတွေထဲကဘယ်နေရာကအထူးဆန်းဆုံးဖြစ်တယ်လဲဆိုတာကိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြောပြပေးသွားကြပါအောင်နော်။အခုလိုမျိုးနာတော်တာဆင်မိကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။နောက်ထပ်လည်းသတင်းသစ်တွေတင်ဆက်ပေးဖို့ရှိနေသေးတာကြောင့်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ရရင် subscribe လုပ်သွားပေးပြီးတော့ဘေးနားက notification bell လေးကိုပါနေသွားပေးဖို့အတွက်ကိုမြစ်တာရက်ခံလိုပါရရှင်။ပရိသတ်များကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။